ဖြစ်တဲ့ခါကျတော့နောက်ထပ်တော့ဆင်းလာရော တောင်းမှုပဲလား ဆင်းလာဟုတ်တယ် ဟုတ်လား တောင်းတာ လက်ဆောင်ပစ္စည်းတွေကိုစားရတော့စားတဲ့ချိန်ညစားဖို့ကအခုလိုချိန်ချင်းစားဖို့မရသေးဘူး။ဒါတွေကောက်သွားတယ်ပြဿနာတက်နေတယ်နော်။ဒါဘေးမှာချက်ထားမယ်နော်။စာစီဘုတ်တယ်လို့ ကွန်းစားလားအခုမစားတော့ စာတော့လာ 3လရှိတော့တော်သေးတာပဲခင်ဗျာ။သုံးသမားတွေများတယ်ဒီဘက်မှာ။ရ။ကျက်ကောင်းပါပါပဲလုပ်ပြပါလိမ့်မယ်။ဘယ်ပြောရလဲ ဒီတောင်မျိုးပါပဲ ။ဟမ်တောင်းမှုပါမယ်။ဖြစ်တာဘယ်တော့ကြာပြီ ဖြစ်တာတော့တိတ်မကြဘူးခလာလာ ။အမဟုတ်တယ်နဲ့လေးကြီးကြီးကြာတော့ပြီ ဒါတော့ ။မသိတာ မသိရတယ်စိတ်ကြီးဒီ တဲ့တွေကမသိစီအိုင်းဖြစ်တာများမှသိရ ဘာထူးကြလို့လာပြတယ် အေးအလုံးကြီးလာတယ် အဲ့ဒီ